ပါမလားဖြစ်တဲ့ပြတ်လို့ကမဖြစ်နိုင်ခဲ့တကယ်တော့ဒီကိစ္စကပြတ်သားလို့မဖြစ်နိုင်မဲ့နှစ်ယောက်တရှိုးပဲတော့ရင်အဲ့မစပြီးငါတို့ပြဿနာမင်းအားကစားလို့မရပါသူတော့ရင်ဖိုင်တော့ပြတ်မှာဆုံးတော့ဘလုံးစုံနဲ့ငါကိုရှိုးဖတ်တန်းတော့ဖုန်းပြောနေလက်ချမ်းနဲ့ဆွဲပြီးချိုးဝိုးနေရကငါတော့လိုက်ပြီးလိုက်ကရှိုးလို့ပြောရင်သိကောက်ပြီးမင်းနာမဲကရုပ်ကပုတ်ချစ်လို့ပဲပြောရမလားသိချိုးလို့မောငါကမင်းကြောင့်ငါနေရထိုင်ရသိခတ်တဲ့အပေါင်းတင်ကြရှင်းစပ်ဖို့တွေ့ဘူးကြောက်ပုံမအောက်ကတန်းနဲ့တွေ့တော့ဘေးကဖောက်နမခနိုင်အပစကလွတ်တော့အုံနောက်ကချောက်ကိုချင်ကြောက်ကိုတက်တက်ပြကဝိုင်းကထားပြီးဟာစူပါကူရတကိုးလေးတောင်မင်းကြောင့်ပြောက်ပြီးကွာအော်တော်လည်းဘေးလည်းရပ်မင်းကပွားပြီးနာနာကတ်အာငါမအိုးတော့ပြတ်အော်တော်လည်းတော့တဲ့မင်းကဘေးကမြတ်ချက်အာနေမစားရခဲ့အော်တော်လည်းဘေးလည်းရပ်မင်းကပွားပြီးနာနာကတ်အာငါမအိုးတော့ပြတ်အော်တော်လည်းတော့တဲ့မင်းကဘေးကမြတ်ချက်အာနေမစားရခဲ့အာလို့ဘာဖေးနာကလည်းပြီးတော့ပြောပြီးကတိကဖက်အာယုံဆိုင်ပြီးတော့ဒီဘတ်တင်နေနဲ့ရှောက်သွားထားတဲ့ရများရင်တိုင်းတွေပဲပြပြီးအဲ့ဒါမှဒုက္ခပြန်ရပြီးမင်းတို့ဒုညောက်တွေ့မရက်ဘာမှမွေပဲတိတ်ပဲမဲ့သပလာစာပေါ်မှာပဲညနေအားသေးလာမို့တူသွားစားမညာပဲမပြီးသေးပါအေးအောင်ကနေလာဆောက်ဝပြန်ဖို့တော့ငါတွေ့မမင်းကစိတ်ချင်နဲ့မကြည့်တဲ့တော့ကိုထုတ်ပြီးရှင်ဖြတ်ချင်းဖြတ်ငါဘက်ကမာနေလားဟုတ်တယ်ဆိုစိတ်တလောက်တင်မင်းဘက်ကမာနေလားစဉ်းစားလိုက်ခေါင်းနဲ့ရင်ပေါင်းတဲ့နေပေါင်းလဲမင်းဟိုတယောက်ကမကောင်းဒီတယောက်ကမကောင်းခုတယောက်လည်းပုံစံမကြိုက်လို့နောက်တယောက်ထပ်ပြောင်းကွန်မန့်ပေးတယ်မကြိုက်တဲ့ငါနဲ့အဲ့ဒါမစတွေ့ရဟိုရင်တော့ကချစ်တွေလဲမင်းကြောင့်ပြောက်ပြီးကွာအော်တော်လည်းဘေးလည်းရပ်မင်းကပွားပြီးနာနာကတ်အာငါမအိုးတော့ပြတ်အော်တော်လည်းတော့တဲ့မင်းကဘေးကမြတ်ချက်အာနေမစားရခဲ့အော်တော်လည်းဘေးလည်းရပ်မင်းကပွားပြီးနာနာကတ်အာငါမအိုးတော့ပြတ်အော်တော်လည်းတော့တဲ့မင်းကဘေးကမြတ်ချက်အာနေမစားရခဲ့I don't know but me it's got a chill out day I don't know but me just did high hey hey hey